ခုဘဝအတွက်အေဂျင့်ဆုံးနေရာလေးတစ်ခုကိုသိချင်တဲ့လူရှိလားတချို့ကကြတော့ကိုရိုင်းရဲ့ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ focus တွေအားလုံးကိုအတိတ်မှာထားတာအတိတ်မှာဘလို့ဖြစ်ခဲ့တာအတိတ်မှာ तू ကဘလို့လုပ်ခဲ့တာဆိုပြီးကျမတို့အများသောဖြင့်အတိတ်မှာနေတဲ့ကြတဲ့သူတွေရှိတယ်နောက်တချို့ကကြတော့အနာဂတ်မှာနေတာအဲ့တော့ဘလို့ဖြစ်လာမှလဲဘာကြီးဖြစ်မှလဲဒါအဆင်ပြေပါမလားစသဖြင့်အနာဂတ်မှာနေတဲ့လူတွေရှိတယ်အဲ့တော့များသောအားဖြင့်ကျမဆိုရင်အတိတ်မှာနေတဲ့သူတွေမှာပါခဲ့တယ်ဒီတော့ငါဒီလိုလုပ်လိုက်ရမှာဒီလိုတော့မဖြစ်သင့်ဘူးစသဖြင့်ကျမကအတိတ်ကိုအမြဲတမ်းပူဆွေးပြီးတော့မှတတိယတက်တဲ့သူမျိုးဖြစ်တယ်အဲ့တော့အတိတ်မှာနေတဲ့သူပဲဖြစ်ဖြစ်အနာဂတ်ကိုကြိုရောက်နေတဲ့သူပဲဖြစ်ဖြစ်ကျမတို့ကမအေးချမ်းမှုမပျော်ရွှင်မှုဘဝမှာဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးအဲ့တော့ဘလို့လူတွေကအေးချမ်းမှုအစစ်မှန်ကိုရနိုင်လေအေးချမ်းလဲဆိုရင်အခုလက်ရှိပစ္စုပန်ကို focus လုပ်တဲ့သူတွေကအေးချမ်းမှုကိုအရဆုံးပဲအဲ့တော့ကျမကိုယ်တိုင်လည်းဒီစကားမျိုးကိုအများကြီးကြားဘူးတယ်အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလည်းဒီစကားကိုကြားဘူးပြီးသားဖြစ်နေဆိုတော့ကျမတို့အပြည့်အဝသိတယ်ယုံကြည်တယ်ဒါပေမဲ့ကျမတို့ဒီနှလုံးသားတဲ့အတွင်းထဲကိုရောက်ဖို့တော့နည်းနည်းခက်တယ်အဲ့တော့ပြစ္ဆုတ်ပံမှာဘယ်လိုနေတာလဲဆိုရင်ကျမကိုယ်တိုင်လည်းမိကိုနေနေဘယ်လိုနေရမှာလဲအစသဖြင့်စိတ်ထဲမှာမိကိုမောင်းများစွာထုတ်နေတယ်အဲ့တော့ပြစ္ဆုတ်ပံတက်မှာနေတယ်ဆိုတာကကျမတို့လုံနေတဲ့အရာကို focus အပြည့်အဝပေးပြီးတော့မှအပြည့်အဝခံစားတာအပြည့်အဝဒီ present မှာရှိနေတာအဲ့တော့ကိုယ့်ရဲ့စိတ်ဒီ present မှာရှိနေတာဖြစ်တဲ့အတွက်လာမယ့်အနာဂတ်ကိုလည်းကြိုးမပူဘူးတွေးပူမနေတော့သလိုပြီးသွားတဲ့အတိတ်ကလည်းကိုယ့်ကိုဘာမှတရားမှုမရှိတော့ဘူးအဲ့တော့အခုလက်ရှိပြစ္ဆုတ်ပံမှာဘယ်လိုမျိုး focus လုပ်ကြမှာလဲအခု video ရိုက်နေဆိုအခု video ကို attention focus အပြည့်အဝပေးတာအခုကိုကမိသားစုနဲ့နေနေဆိုရင်အလုပ်ကြောင်းတွေးနေတာဒါမှမဟုတ်တခုခုကိုမကြည်မချမ်းဖြစ်နေတာကိုစိတ်ကရောက်နေတာဒါဆိုရင်ကျမတို့ကလူကြီးတာမိသားစုမှာနေပြီးတော့စိတ်ကရှိမနေတဲ့အချိန်မှာ feelings တွေကကောင်းမနေတော့ဘူးအဲ့တော့ပြစ္ဆုတ်ပံတက်မှာနေတယ် okay ဒါဆိုလည်းဒီလိုလေးဖြစ်နေတာ okay ဒါဒီလိုဖြစ်နေတာဆိုကျမတို့ awareness ရှိနဲ့နေမယ်ဆိုရင်ကျမတို့ပြစ္ဆုတ်ပံမှာနေလေပျော်ရွှင်မှုအစစ်မှန်ရလေကားလေးစီးနေဆိုစီးနေလေးတူးသွားတော့ခံစားတာ just ဒါကကျမတို့ present မှာနေနေတာလို့ခေါ်လို့ရတယ်ဆိုတော့ present မှာနေခြင်းကောင်းကျိုးတွေကတော့အများကြီးပဲဒါပေမဲ့ကိုယ့်ရဲ့နှလုံးသားထဲကိုတဖြည်းဖြည်းချင်းစိတ်ဝင်လာပြီးသိလေ present မှာနေခြင်းကဘလောက်အေးချမ်းလေးဆိုတာကိုမိတ်ဆွေခန်းစားမိမှာဖြစ်ပါတယ်ဒါလေးကလည်းကျမတို့တော့အများကြီးလေ့ကျင့်ရတယ်အများကြီးတတိကက်ရပါတယ်အဲ့တော့မိတ်ဆွေတွေနဲ့ကြားဘူးပြီးသားလေးတော့ဖြစ်နေမယ် but ကိုယ်တိုင်လုပ်ပြီးပြီလားဆိုတာလေးကိုကျမမေးစီခြင်းနဲ့အဲ့တော့ present မှာအပြည့်အဝနေရင်ကိုအေးချမ်းမှုအပြည့်အဝရယူပါကိုယ့်ရဲ့အေးချမ်းမှုကကိုယ့်လက်ထဲမှာပဲရှိပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ coach တော့ပါကျမတို့စီစဉ်ပေးကျမအားလုံးအတွက်စီစဉ်ပေးထားတဲ့ free seminar လေးရှိပါတယ် join မယ်ဆိုရင်လည်းအောက်မှာမီလို့မှန်ခဲ့ပြပါအောင်ရှင့်အားလုံးပဲ free seminar လေးမှာတွေ့ကြမယ် bye bye